ကုံတော်မင်္ဂမျိုးပူဇော်ပါဤဖရာဓမ္မကုံတော်မင်္ဂမျိုးပူဇော်ပါဤဖရာသံဃာကုံတော်မင်္ဂမျိုးပူဇော်ပါဤဖရာသရတိလာတုတ္တစာကပညာဟိဩတပသူတော်ကောင်းတရားနာကြားရမှာအခွင့်ကြုံကိုက်မှာမတ်ဖို့ဆက်ရမြာမလမ်းမတော်မှာမြတ်ထေမဟာသာသနာတော်အတွက်ပေးဆက်ခါဓမ္မတာဤဆရာတော်တရားရှင်ပြရာကျော်တန်တရားဝေကရဲမလွတ်မြောက်ဖို့ရန်ကြွားလဲလာပြီနော်ဘုရားကုံတော်မင်္ဂမျိုးပူဇော်ပါဤဖရာဓမ္မကုံတော်မင်္ဂမျိုးပူဇော်ပါဤဖရာသံဃာကုံတော်မင်္ဂမျိုးပူဇော်ပါဤဖရာဝိနည်းယမြတ်တဝါချမ်းသာဖို့ရာဆရာတော်သံဃာတော်ကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ခံတော်ငေါသာသနာငေါရေကုစွာဆောင်ရွက်နိုင်ပါစေဆရာ